လွန်ခဲ့သောနှစ်တရာကျော်1600ပြည့်နှစ်ညနေခင်းတစ်ခုအိန္ဒိယနိုင်ငံရှိပေါ်တူဂီကိုလိုနီဖြစ်သောဂိုဝါမြို့ဘရင်ကန်ချုပ်ပီရက်စောတာညာ၏နန်းတော်တွင်အခမ်းပွဲတစ်ခုကျင်းပနေသည်ချမ်းသာကြွယ်ဝသောမြို့ပြနိုင်ငံများရှိရာပဲခူးရက်မှတန်လျင်မြို့ကိုအပိုင်စားရသည့်တန်လျင်ဘရင်ကန်ပေါ်တူဂီလူမျိုးဖိလစ်ဒီဘရီတိုအားကြိုဆိုကြသည့်ပွဲဖြစ်သည်ဖိလစ်ဒီဘရီတိုသည်ဂိုဝါဘရင်ကန်ထံမှချင်းမြင့်သည့်ရွှေစလဲရွှေတရဖူတို့ကိုဝတ်ဆင်၍ခမ်းမတွင်ပြုံးပျော်နေသည်လူစွန်သားတစ်ယောက်သူသည်ကြွယ်ဝသောစိတ်ကမ်းနိုင်ငံတစ်ခုကိုသိမ်းပိုက်နိုင်ခဲ့သည့်ပေါ်တူဂီတို့၏သူရဲကောင်းပဲခူးဟန်တာဝတီနိုင်ငံတော်၏စစ်သူကြီးဖိလစ်ဒီဘရီတိုဝိုင်နီကွန်တီဟူသောပွဲကိုဖတ်ကြားရာတွင်ခမ်းမတစ်ခုလုံးလက်ခုပ်တံများတောညံသွားသည်မင်းသမီးလူစာသည်လက်ခုပ်ဩဘာသံများကြားမှထိုလူထူးဆန်းကိုငေးကြည့်နေသည်လူစာသည်ကိုဝါဘရင်ကန်ကျုပ်၏ဒူမတော်၏တရားဝင်နာမည်တပ်ခြင်းကိုခံရသည်သို့သောတကယ်တမ်းကကိုဝါဘရင်ကန်ကျုပ်နှင့်အင်ဒိုနီးရှားဂျာဗာသူတရားမဝင်ဇနီးမှမွေးဖွားလာသောသမီးရင်းဖြစ်သည်သို့သောလူစာကပေါ်တူဂီသွေးအစ်စ်မဟုတ်သဖြင့်ကိုဝါထီနန်းမှာသူများနှင့်လာမှမဆိုင်ခဲ့ထီနှင့်နန်းနှင့်ဆိုသည့်ထိတ်ခေါင်ဘဝကိုလူစာငငယ်တဲကအိမ်မက်မက်ခဲ့သည်သူရှိတွင်ဂုံပြုခံနေရပြီဖြစ်သောထိုပုဂ္ဂိုလ်သည်ကိုဝါကဲ့သို့ပင်တစ်ချိန်ဖြစ်လာနိုင်သည့်တန်လျင်ဤဘရင်ကန်နှင့်ထိုသို့သောယောက်ျားကောင်းမျိုးကိုလူစာငေးမောသည်မှာဆန်းသလားဒီပရီတိုနှင့်သူ၏လက်ထောက်ဒီယာကိုတို့အားအခမ်းနေသည့်နန်းရင်ဝင်နာသို့လူစာသွားကပ်ပြီးနှုတ်ဆက်လိုက်သည်။အော်တန်လင်မျိုးသားကိုမိတ်ဆက်ပေးပြသည်။ဒါကဘရင်ကန်ကျုပ်ရဲ့ဒူမတော်ဒေါ်နာလူစာပါ။လူစာကသူမ၏လက်ကိုကမ်းပေးလိုက်သည်။ဒီပရီတိုကသူ့ကောင်းမတရဖူကိုချွတ်၍ရှင်ခွင်တွင်ပိုက်လိုက်သည်။ထို့နောက်ဒူးကိုထောက်လိုက်ခါလူစာကမ်းလာသောလက်ကိုနမ်းရှုပ်လိုက်သည်။တီကျွမ်းရတာဂုံယူပါတဲ့သခင်မကျွန်တော်မျိုးတန်လင်မျိုးသားဖိလစ်ဒီဘရီတိုပါ။လူစာကသူ့လက်ထဲတွင်ကင်လာသောဝိုင်ရက်ခွက်ကိုဒီပရီတိုထံကမ်းပေးလိုက်။ဒီပရီတိုကဝိုင်ရက်ကိုဒလေးစားယူကာတောက်လိုက်သည်။ကျမကမုဒ္ဓမတို့ပဲခူးတို့ဆိုတဲ့မြို့ကြီးတွေကြောင့်စားတဲ့ပဲဖတ်ဖူးတာ။တိတ်လှိုးဝက်ဆန်းကျယ်ပြီးတိတ်ချမ်းသာတာပဲဆို။အဲ့ဒီကအကြောင်းတွေရှင်ပြောပြနိုင်မလား။အသင့်ပါပဲသခင်မဒီခန်းထဲမှာတိတ်ပူတာပဲ။လူတန်သူတန်တွေနဲ့ဆူညံလိုက်တာ။ကျမတို့နောက်ဘက်ဥယျာဉ်နဲ့အေးစစ်စစ်စကားတော့ပြောကြမလားဒီပရီတိုကသူ့နဘေးတွင်ရက်နေသောလက်ထောက်ဒီယာကိုတစ်ချက်ကြည့်လိုက်သည်ဒီယာကိုကပြုံးပြလိုက်ခဏကြာတွင်ဖိလစ်ဒီပရီတိုနှင့်ဒေါ်နာလူစာတို့သည်ညံတော်နောက်ဘက်ဥယျာဉ်လမ်းကျဉ်လေးသို့ရောက်သွားကြတော့သည်နောက်တနေ့ဘရင်ကန်ကျုပ်ဆိုင်တော်တွင်ကာဝဲတစ်ခုထပ်မံကျင်းပမည်ဖြစ်သည်ထိုကာပွဲမတိုင်မီညနေ4 နာရီတွင်ဒီပရီတို၏မင်းရထားကဘရင်ကန်ကျုပ်အိမ်ရှိသို့ရောက်လာ၏ဒီပရီတိုကဆိုင်တော်ဝါသို့ရောက်သောအခါအိမ်တော်ထင်းရာရှိကစောင့်ကြိုနေသည်နောက်ဘက်ဥယျာဉ်သို့လက်ညှိုးထိုးပြလိုက်သည်ခြုံဝင်ကြီးများကိုသာမြင်ရသည်ဒီပရီတိုကလမ်းကိုဆက်လျှောက်သွားသည်ခြုံဝင်ကြီးများပတ်လည်ဝိုင်းထားသည့်နောက်မှရခင်စိမ့်စိမ့်ပေါ်တွင်ဒေါ်နာလူစာတူသေးသာထိုင်နေသည်ထိုနေရာကခြုံပင်များကြားထဲမှတီးခြားကဘာငယ်လေးသို့ပင်တီးခြားကဘာ၏မင်းသမီးလေးဒေါ်နာလူစာသည်သူမွေးထားသောတာလိကလေးနှင့်စကားတွေပြောနေသည်ဒီပရီတိုကိုမြင်သည်နှင့်လူစာကမျက်ခင်းပေါ်သို့ထိုင်ရန်ပြလိုက်သည်ရှင်အချိန်တိကျသားပဲဖိလစ်သခင်မနဲ့တွေ့ဖို့ဆိုကျွန်တော်မျိုးမပေါ်ဆောက်ဝင်ပါဘူးကဲထားပါလေကာပွဲရစဖို့တော့လူသေးတယ်သခင်မအတွက်လက်ဆောင်ပါဒီပရီတိုကတန်လျင်ထားပနာတိုက်တစ်ခုမှရရှိလာသည့်ရွှေသောအတိပြီးသောသူရတတိနတ်သမီးရုပ်ကလေးကိုဒေါ်နာလူစာထံကန့်ပေးလိုက်သည်ဟဲလှလိုက်တာနော်ကျွန်တော်မျိုးပိုင်ဆိုင်တဲ့နေမိမှာဒီလိုတန်ဖိုးရှိတဲ့အလှပနုပညာတွေပြည့်နှက်နေပါတယ်ဒါနဲ့ဗရန်များဆိုတာရောအဲ့ဘက်မှာတိတ်ပေါ်တယ်ဆိုဟုတ်ပါတယ်သခင်မကျမစိတ်ကူးရင်ဘူးတယ်သိလားကျမကိုအရှိတိုင်းအင်ရှင်မင်းသားတစ်ပါးကဗရန်များလက်စွပ်နဲ့သာလက်ထပ်ခွင့်တောင်းခဲ့ရင်တိတ်ပြောစရာကောင်းမှာပဲလို့ဒီပရီတိုကပြုံးနေသည်တိုးနောက်သူ၏လက်တကြွယ်တွင်ဝတ်ဆင်ထားသောဗရန်များလက်စွပ်ကိုချွတ်ခါလူစာ၏လက်တကြွယ်တွင်အသာဆုပ်ပေးလိုက်၏ကျွန်တော်မျိုးဟာအရှိတိုင်းရဲ့ရှင်ပြန်လောင်းပါပဲသခင်မတော်လဲမတော်ပဲနဲ့ဒီတကွင်းမတော်လဲအရှင်မအတွက်ဆို
နောက်ထပ်ပဒံများလက်စွပ်တွေများ၏ကျွန်တော်မျိုးဆက်သနိုင်ပါတယ်ဒေါ်နာလူဇာပြုံးနေသည်တီပရီတိုဆုပ်ကင်ထားသည့်သူမ၏လက်ကိုမယုံမိအမှောင်သည်ညနေကိုကောင်းမှုခြုံလိုက်ပြီဖြစ်သည်အခမ်းပွဲခမ်းမစီမှတရောတံများတက်တဲ့ကြရပြီးကာပွဲစကြည်ပြီးသူတို့နှစ်ဦးလုံးကာပွဲသို့ရောက်မလားသို့တော့ဥယျာဉ်တော်မှောင်ရိပ်တွင်းရှိမြက်ခင်းပေါ်တွင်တော့တရောတံနှင့်အပြိုင်ညင်သာရီမှုပွဲကြီးတံခတ်တဲ့လေးများအိပ်ပျော်ကားသောညောင်မွေးပန်းကလေးများပင်ဖြတ်ခနဲလန်နှိုးလာခဲ့ကြသည်